မိမရေမိမကိုဘာလို့မလို့ပို့မလား ပိုးရင်မိသွားမှာပေါ့ဟိုဒီလိုတော့ကိုကိုတဲကိုလေတပြက်တိုက်တဲ့ပုံစံလုပ်ပေး ဟာမိမဟဲ့မင်းမလို့လေ ယောက်ျားမိမကိုကဲပါမိမကိုလေတပြက်တိုက်နေရလောက်ပါအောင်ကြာလောက်ပါမိမကိုကဲပါ ဟဲ့မင်းကလည်းအခုချင်းလွတ်ပေးလိုက်ရအောင် ဟဲ့မင်းမောင်လွတ်ပေးလိုက်လို့ရှိရင်ငါပြေးလို့မရပဲနေပါဘောကွာအဲ့တော့ငါမင်းမောင်ငါခဏခေါ်သွားမယ်ပြီးငါပြက်လွတ်ပေးလိုက်မယ်ရအေးမင်းရဲတိုင်ဘာတိုင်လုပ်မယ်ဆိုရင်တော့ငါမင်းမောင်တခါတက်ပြင်မှာနော် ဟဲ့မင်းခေါ်မှဖြစ်လေပြီးခေါ်သွားလိုက်ငါစီပြင်မပို့နော် ယောက်ျားရှင်မလို့ပြောလိုက်တာလေ မင်းရဲ့လင်ငယ်နဲ့အပီးလိုက်သွားလိုက်ငါစီပြင်မလာနဲ့လို့ပြောတာနားလေလား ယောက်ျားရှင်မစကားပြောနေရလေကျမဘာတစ်ခုမှနားမလဲဘူး ဒီမှာသိမ့်မြင်လို့စမ်းမင်းကဘယ်ချိန်ထိဆက်ပြီးတော့လိန်နေအောင်မလဲမင်းရဲ့ကိုဝင်ကအတူကြီးဆိုတာရောမင်းရဲ့လင်ငယ်နဲ့ဖောက်ပြန်နေတဲ့ကိစ္စတွေရောငါအကုန်လုံးသိပြီ ရှင်ဒီကိစ္စကိုဘယ်လိုလုပ်ပြီးသိရလဲယောက်ျားသားဖို့တယ်လေမိမနွားနှုတ်ပူပူလေးဖြောထားရင်အရှိသွားအောင်တောက်လာအောင်နော် ယောက်ျားမိမလေးလိန်မာလိုက်တာကွာလိုက်သိတာနော်ကောင်းလားရတာရှိနေတယ်ဟုတ်လို့ကောင်းလားယောက်ျား ကောင်းတယ်လုတ်ပြင်မယ်လို့ထင်တာစကြိုးရည်တည်းအိတ်ရှင်လာတယ်မိမယောက်ျားတွားရတော့မယ်လေမိမရောမေးသေးဘူးလား ဟောမိမမအိတ်သေးဘူးယောက်ျားရဲ့မိမဖျားဝတ်တက်ရအောင်ပါ ဟာအမအဲ့ဒါဖျားဝတ်တက်ပြီးစောစောအိတ်နော် အမဟယ်လိုကိုတဲယောက်ျားအိတ်သွားရင်အိမ်ထဲဝင်ခဲ့လိုက်တော့နော် ကဲရေပိုက်လည်းပြင်ပြီဆိုတော့ဟာအိမ်ပြန်လို့ရပြီကွာ တဲ့ယောက်ျားတကယ်အိတ်သွားပြီလား ဟောတကယ်အိတ်သွားပြီ တော်ကြလမ်းလုံးနေတော့ကရောက်နေလေဦးမနော် ဟာမနိုးပါဘူးတဲလေသူ့တောက်တဲ့နွားနိုးထဲမှာအိတ်စီးတွေအများကြီးခတ်လိုက်တယ်ဘလောက်ပဲနိုးနိုးမနိုးတော့ဘူး ဟာတော်လိုက်တဲ့ငါတဲ့ကွာအဲ့ဆိုရင်တဲ့ရဲ့ဘိုက်တူကြီးကိုဖြုတ်ချလိုက်တော့ကွာကိုတို့လွတ်လွတ်လပ်လပ်ဒီလိုပြောရအောင် ကဲပါကိုရဲ့ တတိမတခြားကောင်လည်းဖောက်ပြန်နေတာဟာပြီးတော့ဘိုက်ကလည်းအတူကြီးကွာမဖြစ်သေးဘူးဒီကိစ္စမှာတတိကိုတွားပြောမှဖြစ်မယ်ကွာ ယောက်ျားရဲ့မိမတောင်းမှန်ပါတယ်မိမကိုခွတ်လို့ပေးပါနော် ပေါ်စမ်းမှာခုမှလာပြီးတော့တောင်းမှမနေနဲ့ဖွင့်မလို့ပေးနေအောင်မင်းတို့တယောက်စလုံးခုချက်ချင်းငါအိမ်ပြန်နေထွက်သွား ယောက်ျား ပေါ်စမ်းမင်းကဘာစကားမှဆက်မပြောနဲ့အေးမင်းတို့တယောက်ထွက်သွားတော့နော်မသွားလို့ကတော့တက်ဆိုင်ရခေါ်ပြီးမင်းတို့တယောက်စလုံးကဖမ်းခန်းလိုက်မယ်